Hi Joe အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတင်ဆက်ပေးမှာတော့ကျိုးရှိုးဝါပါနိုင်ပွဲကိုရုပ်စင်မင်းသမီးကြည်မိုးဟေကိုကဘယ်လိုအားပေးတယ်လဲဆိုတာကိုနော်အားလုံးကြီးစုခါကြပါဗျာလက်ကျိုးလက်ပြုတ်ပါဒီကနော်မိုးဟေကိုကတော့ဘာမှပန်ဖြစ်နေတယ်ဟေးပြန်ရမယ်လေကျွန်တော်ကြီးလည်းတစ်စက္ကန့်တော့ဆက်ခံမယ်လက်ကျိုးပါလက်ကျိုးပါဆိုလို့ကြည့်နေတယ်နိုင်ပါလက်ကျိုးပါလက်ကျိုးလိုကြီးတော့ဘာလို့လဲဘာနိုင်သွားပြီကြိတ်ပြပွဲစကားပဲမရှိသေးတယ်ကြိတ်ပြတယ်ပြန်ပြန်ဆောက်တော့ပါတယ်တမောင်းခိုင်အဲ့လိုကြားတယ်အချိန်နေရောက်တယ်တော့ကြည့်လိုက်ရမှာဆရာမသိဘူးကေဒီတစ်ခါမှာတော့ရှောရှူဝါဘန်ကဒူရဲ့ပတ်ကြီးကိုဘလို့တင်းထားလဲဆိုတော့နော်အားလုံးကြီးစုကြရအောင်ခင်ဗျာOkay, ready to it. နော်သူတတိပေးချတာပဲကြည့်ကြနော်အားလုံးကြည့်ကြမယ်နော်ထားလို့မဖြစ်ပါနဲ့ထားလို့မဖြစ်ပါနဲ့ကပတ်တွေအများကြီးပဲနော်သူ့အထင်းမှာဒီမှာပြအောင်ကြည့်မယ်နော်ယောက်ျားတင်းထားတော့ဒါပဲကျွေးသားလို့ချာပြီအဲ့မှာထားမယ်ပတ်ရအဲ့မှာထားမယ်ဆိုတော့နော်ဟောကတိတော်ဘေဘီတာနော်ကတိတော်ဘေဘီမှာကေဒီအခါမှာတော့နော်ရှူရှူဝါဘန်ကအချောင်းနဲ့ရသွားတာဘာရာညာရာနော်တချို့လူတွေဝေဖန်နေတဲ့လူတွေကိုဒီမှာနော်ဒီအဖိုးကြီးတဲ့ယောက်ကတဲ့ပဲတုံးပြန်လာပြီနော်အားလုံးကြီးစုကြရအောင်ဗျာဒီနေ့ခဏမန်းနေတက်လာတယ်ငါနေ့လေကတင်တဲ့အရာထဲမှာမန်းနေတက်လာလို့ငါပြောတာဒီနေ့ဂျောရှွာဗန်နိုင်တဲ့ပွဲမှာမြန်မာပြည်သက်ဆိုတဲ့အရာမျိုးကအရင်ဆုံးပြောရမယ်ကချင်ကရင်ချင်းဗမာမွန်ရခိုင်ရှမ်းအဲ့ဒါတွေအကုန်လုံးကမြန်မာပဲဒါကငါခံယူချက်နော်ဒါကျွန်တော်တို့တော့မသိဘူးဒါငါခံယူချက်ပဲဆိုတော့ဒီမြန်မာလူမျိုးထဲမှာဘယ်တိုင်းရင်းသားပဲမဆိုဒီလက်ဝိတ်မကလို့ဘောလုံးဘယ်အရာအားကစားမဆိုဖြစ်ထွန်းလာရင်ငါတို့မြန်မာလူမျိုးတွေကအားလုံးကိုအားပေးတယ်ကွာတခဲနဲ့အားပေးဒီနေ့အားပေးရလူဆိုရင်ကွာဂျောရှွာဘန်ကိုအားပေးရလူဆိုရင်မြန်မာနိုင်ငံထဲကမြန်မာလူမျိုးတန်းကြော်မှာပြောနေကွာကမ္ဘာနေရာအနှံ့အသီးသီးမှာရောက်ရှိနေတဲ့မြန်မာလူမျိုးတိုင်းကအားပေးတယ်ဆိုတော့အားပေးတဲ့အချိန်မှာငါတို့လူမျိုးငါချင်းမကလို့ဘယ်လူမျိုးပဲဖြစ်ကွာငါတို့အောင်လာအစံတော့ကလည်းငါတို့အားပေးခဲ့တဲ့ကချင်လူမျိုးဆိုတော့ဘယ်လူမျိုးပဲလဲဘယ်ပါစေဒါငါတို့မြန်မာနိုင်ငံထဲကထွက်တဲ့လူမျိုးကိုအားပေးတဲ့ငါတို့မြန်မာနိုင်ငံသားတွေအကုန်လုံးကနိုင်ချင်စိတ်ရှိတယ်ကွာဆိုတော့နိုင်ချင်စိတ်ရှိတဲ့အချိန်မှာဂျောရှွာဘန်နိုင်သွားတယ်စက္ကန့်ပိုင်းမကလို့ဘယ်အချိန်ပဲနိုင်နိုင်ပန်တိုဂျာရှုံးသွားတဲ့အရာမှာပန်တိုဂျာလက်ကျိုးသွားတာမတနာဘူးလို့အဲ့လိုပြောတာဗလိန်နေတဲ့ကောင်တွေငါပြောရမယ်သလားငါတို့ဒီမြန်မာလူမျိုးဆိုတာကိုယ့်နိုင်ငံကိုယ့်လူမျိုးနိုင်သွားတဲ့အချိန်မှာတခဲနဲ့အားပေးတာပဲဒါပေမဲ့သူများကိုချင်းမစားတာမဟုတ်ဘူးနော်အဲ့ဒါတပိုင်းခဏတာပြောပြပေးမယ်ဆိုတော့ကိုလူမျိုးနိုင်သွားတဲ့အရာဘယ်နီးလန်းနဲ့မဆိုတမရိုးချနဲ့နိုင်တဲ့နီးလန်းဆိုတော့ဘယ်စက္ကန့်မကလို့ကွာနောက်ဆုံး3ချီမြောက်မှနိုင်တဲ့အချိန်ပဲဖြစ်ဘယ်နှချီနိုင်တဲ့အချိန်ပဲဖြစ်ကွာနိုင်တဲ့အရာကိုငါတို့ကလိုချင်တာဆိုတော့နိုင်တဲ့ခါမှာအားလုံးကပျော်မှာပဲကွာအဲ့ချိန်မှာမပျော်နိုင်မနဲ့တွားပြီးတော့မှဂျောရှွာဘန်နဲ့ဘယ်သူမှမပျော်ဘူးခေအောင်အားလုံးကပျော်တယ်ဆိုတော့မင်းတို့ဗလိန်တို့လိုမျိုးမဟုတ်ဘူးအားလုံးကပျော်တာတခဲနဲ့ပျော်တာပဲအဲ့ချိန်မှာတော့ခဏနားလေပေးဘာငါတို့လည်းပျော်တာပဲဒါငါလည်းပျော်တာပဲပျော်တယ်ဒါပေမဲ့နောက်မှတန်လေသူများခံရတဲ့ဟာတပိုက်ကဲအောင်လာဒုံးကလည်းအောင်လာကိုရိုင်းနီယာနိုင်သွားတယ်ကွာအဲ့ရိုင်းနီယာဒီတာနိုင်သွားတယ်ဒီတာရိုင်းနီယာနိုင်သွားတယ်ကွာနိုင်သွားဒုံးကလည်းငါတို့ဘယ်လိုဖြစ်လဲရိုင်းနီယာငါတို့စိတ်တူတာပဲဟဲ့လေဟုတ်တယ်မလားဒီကောင်စိတ်တူဒီကောင်ကဘာပြောသွားလဲဒါငါတို့အောင်လာနိုင်သွားတဲ့အတွက်ငါပြောတယ်အဲ့လောက်အားမဆိုင်လိုက်ရဘူးဒီကောင်ပြောသွားတာလေငါတို့ဒီကောင်မုန်းတာပေါ့ဒီကောင်ဟုတ်လားငါ ACB ကတော့တောက်မယ်ဒီကောင်ပြောသွားတာလေငါတို့မုန်းတာဒါပေမဲ့နောက်ပိုင်းကျတော့ငါတို့ရိုင်းနီယာကိုနားလဲပေးလေငါတို့မြန်မာလူမျိုးရဲ့စိတ်တက်ကတကယ်ချစ်ဖို့ကောင်းတယ်မင်းတို့နားမလဲပဲစုပြီးမပလိန်နဲ့မြန်မာချင်းချင်းကိုနားမလဲမပလိမ့်နဲ့မြန်မာလူမျိုးအများစုကခုနပြောတဲ့မြန်မာလူမျိုးအများစုဆိုတာကချင်ကရင်ချင်းဗမာမောရခိုင်ရှမ်းအကုန်လုံးရဲ့မြန်မာလူမျိုးအများစုရဲ့စိတ်တက်ကချစ်ဖို့ကောင်းတယ်လက်တော်ကိုလူမျိုးနိုင်တဲ့အခါမှာပျော်တာလေဒါဘာဖြစ်တော့ဒါပျော်အောင်မင်းတို့ကဘာလို့ဗလိမ့်နေတာကဲငါတို့လောလောဆယ်ပျော်တယ်ကွာဒါပေမဲ့သူများလက်ကျိုးသွားငါတို့ဝမ်းတာမဟုတ်ဘူးဝမ်းတာလို့မဟုတ်ဒါအားလုံးကနားလေတယ်ခုအဲ့ကောင်လက်ကျိုးသွားမှဆိုလက်စစ်လွဲသွားတာပေါ့ကွာလေ
joint စစ်လဲသွားတာဆိုတော့ဒီ joint စစ်လဲသွားတဲ့အရာအားလုံးကနားလေဒါတနာတဲ့နေရာတနာမယ်ဒါပျော်တဲ့နေရာပျော်တာလေဒါဘာလီမင်းတို့ဗလိန်းစရာအကြောင်းရှိတယ်ဒါပျော်တော့ငါတို့လည်းပျော်တာပေါ့ကွာဘာမင်းနိုင်တာမပျော်ရဘူးလားဒီလောက်တခဲနဲ့အားပေးတာကွာပြီးငါပြောမယ်အားပေးတဲ့သူတွေအကုန်လုံးကလေအလုတ်ပြက်ခံပြီးအားပေးတာတချို့ဒေါ်လာစားတွေတော့အလုံးမလုပ်ဘူးကွာအလုံးမလုပ်ပဲအားပေးတယ်ငါတို့မြန်မာနိုင်ငံထဲမှာဆိုရင်လေခမင်းငတ်ခံပြီးအားပေးကောင်အများကြီးပဲမယုံမန်းရှိခေါ်ကြည့်လိုက်အကုန်လုံးမှန်းလိုက်မယ်တဲ့ခမင်းငတ်ခံပြီးတော့အားပေးတာငါတို့ဆိုရှင်ဘယ်အချိန်လာမလဲဘယ်အချိန်လာမလဲဆိုလို့အလုတ်ကိုအပြစ်ခံပြီးတော့ငါတို့အားပေးတာကွာဆိုတော့ဒါငါတို့မြန်မာလူမျိုးထဲမှာတချင်းတိုင်းသားမလို့အားပေးတာမဟုတ်တော့ငါတို့မြန်မာဘယ်သူပဲပေါ်ကွာငါကချစ်တယ်ကွာတဲ့လားဘယ်လူမျိုးပဲမဆိုကွာအားကစားမှာငါတို့မြန်မာမျိုးသေးဘောလုံးအတင်းနိုင်တော့လေငါတို့အားပေးတယ်ကွာငါတို့ချစ်တယ်ကွာတဲ့လားဘာလို့ဆိုရင်ငါတို့လူမျိုးတွေကကွာပေါ်ထွက်လာတဲ့သူတွေငါတို့လိုချင်တာကွာကမ္ဘာနေရာအနှံ့တီးတီးဘယ်နေရာမှာပဲဘာလို့နေပြီစေငါတို့လူမျိုးတွေငါတို့ချစ်တယ်မင်းငါတို့မြန်မာလူမျိုးအချင်းချင်းကသွေးကြောတယ်ကွာငါတို့မြန်မာစကားပုံရှိတယ်ကွာဒါတော့တချို့သိချင်မှသိမှာပြောပြပေးမယ်တဲ့လားအဲ့စကားပုံနဲ့လေးနဲ့တယ်ကွာဝင်ကြီးတဲ့စကားပုံပေါ်ဘာလဲဆိုရင်အသားစားခြင်းဖဲ့ကျွေးလိုက်မယ်တဲ့အုံတော့စားခြင်းဖောက်ပေးလိုက်မယ်တဲ့ဒါတော့သွေးတော့လာဖောက်မတော့လေမင်းနှမှတ်ပြီလားအဲ့စကားပုံလေးကြားဘူးလားအသားစားခြင်းဖဲ့ကျွေးလိုက်မယ်တဲ့အုံတော့စားခြင်းဖောက်ကျွေးလိုက်မယ်တဲ့အဲ့သွေးတော့လာဖောက်မတော့နေတယ်ငါတို့မြန်မာလူမျိုးတွေကသွေးကတော့ရင်းနေတယ်သွေးရဲတယ်သွေးရင်းတယ်ငါတို့မြန်မာလူမျိုးအချင်းချင်းဘယ်နာမှာဘယ်သူတွေဘာဖြစ်နေပါစေဘာရောက်နေပါစေအားလုံးကသွေးရဲတယ်တစုတစည်းလက်ရှိတယ်အဲ့တော့ငါတို့မြန်မာလူမျိုးချင်းအားပေးရကွာနိုင်တာလေးခွန်းလို့လိုက်နားလေပြီးဟုတ်လားကဲဟုတ်ပြီလာမယ်ဒီမှာဂျောရှုအာဘန်ကပန်လိုဂျာကိုနိုင်သွားတဲ့အရာပေါ်ချောင်နိုင်တာတခုမှမရှိဘူးမစ်တိုက်ကွက်ဆိုတဲ့အရာမျိုးကဒီလက်ဝဲစင်ပေါ်ကိုတက်လာပြီဆိုရင်လူတိုင်းကနိုင်ချင်စိတ်နဲ့တက်လာတာမင်းတို့လက်ဝဲမထိုးဘူးမပြောနဲ့ဆိုတော့ငါထိုးဘူးလေကွာငါထိုးဘူးလေသလားငါလူတိုင်းကနိုင်ချင်စိတ်ရှိလို့ဒီစင်မြစ်ပေါ်ကိုတက်လာတာဒီစင်မြစ်ပေါ်ကိုတက်လာတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတဲ့အရာလူတိုင်းမှာတိုက်ကွက်ရှိတယ်အဲ့ထဲမှာပန်လိုဂျာကဒီကောင်ကဝါရဲ့တဘာဝင်းအပြင်ကိုခပတ်ယူထားတဲ့ကောင်ကဒီဂျောရှုအာဘန်လိုအသက်24နှစ်အရွယ်မြန်မာနိုင်ငံသားဒီအသက်24နှစ်သားကိုဘလို့အနိုင်ယူရမလဲဆိုတော့သူ့အုံတော်ထဲမှာတိုက်ကွက်ဖော်ပြီးသားဒီကောင်ဖော်ပြီးသားတိုက်ကွက်ဒီကောင်တက်လာတာဒီကောင်ဂျောရှုအာဘန်ကိုဆက်တောင်လို့ဝင်လုံးတဲ့အချိန်မှာဒီကောင်ကအရင်ဦးဆုံးဒီကောင်ကဒီစောစောစီပွဲဖြတ်ဖို့အတွက်ရေရှည်ဆွဲသွားမယ်ဆိုရင်ဂျောရှုအာဘန်တက်လုံကောင်းတဲ့ကောင်ဒုတိယဖြစ်တယ်ဆိုတော့ဒီတက်လုံနဲ့ဒီကောင်ဆွဲလို့မရအောင်ဆိုတော့ဒီကောင်စောစောစီပွဲဖြတ်ချင်တဲ့အတွက်ဂျောရှုအာဘန်ညာဘက်လက်ပြီးဝင်သွားတဲ့အချိန်မှာဒီကောင်လက်ကိုဆွဲချုပ်တာတေချာကြည့်လိုက်လက်ကိုဆွဲချုပ်ပြီးတော့ခေါင်းဆွဲရိုင်းပြီးတော့ပိုက်သွင်းတာဒီကောင်အပီချုပ်တာဒါပေမဲ့ဂျောရှုအာဘန်ရုံးထွက်ပြီးတော့မှထိုးတာအဲ့ဒီအချိန်မှာဒီကောင်သုံးတဲ့အကွက်ကိုပြောရမယ်အောင်လာဆိုင်ဘလူးလည်းမကန်တဲ့အကွက်ကွာငါမေ့သွားလို့အဲ့ကောင်ကန်တဲ့အကွက်ကွာနေရင်ကိုကွာမဲညိုတို့ကြီးနဲ့ကန်တဲ့အကွက်အဲ့ကွက်ဒါအဲ့ဒါဂျပန်ကန်ချက်လို့ခေါ်တယ်အဲ့ဂျပန်ကန်ချက်နဲ့ဒီကောင်ပွဲသိမ်းကောင်တွေ့ဒါပေမဲ့ဒီကောင်လောဘကြီးတာပန်လိုဂျာလောဘကြီးဒီကောင်လက်တွေရော6တွေရောဒီကောင်တွေ့တဲ့အချိန်မှာအောက်ခြေလွတ်သွားတဲ့အချိန်မှာဂျောရှုအာဘန်ဒီလိုလက်နဲ့ဒီလိုစလီစေကပုံစံမျိုးကွာအကီလိုပုံစံမျိုးတကောင်ပြန်လိလှုပ်လိုက်တဲ့အခါမှာဟိုအောက်ခြေလွတ်ပြီးတော့မှဘုံဆိုလဲကြပြီးတော့မှလက်ယူကျိုးလက်ဒီလို join လေပြီးတော့မှခောက်သွားတာကွာ join စစ်ပြုတ်သွားတယ်ပြောရမှာပေါ့အဲ့လိုဖြစ်သွားတာဆိုတော့ဒီကောင်လာတဲ့ပုံစံမျိုးကမတနာဘူးပြောတာမဟုတ်နော်သူကလည်းဒီပွဲတိတ်တိုက်ကွက်ကိုဆက်အောင်တော့ထုတ်သုံးပြီးတော့မှအပီလောက်တဲ့ဟာကိုဂျောရှုအာဘန်ကနည်းနည်းပါနေတဲ့အတွက်ဒီလိုဖြစ်သွားတာဆိုတဲ့အတွက်ဒီကတန်ချင်းနဲ့နိုင်တာဒီပေါင်းဆောင်နိုင်တာမရှိဘူးတကယ်လက်ဝဲစင်ကတကယ်လက်ဝဲထိုးတဲ့သူတွေပဲသိတယ်တန်ချင်းနဲ့နိုင်တာအဲ့တော့ဒီကောင်လှုပ်ပုံလုံနီးကပန်လိုဂျာလှုပ်ပုံလုံနီးကဒီပွဲအစဒီစက္ကန့်ပိုင်းမဟုတ်ဘဲနဲ့နောက်ဆုံးအချိန်မှာအဲ့လိုလှုပ်ရင်လည်းအဲ့လိုရှုံးပါပဲဆိုတော့ဒီယာကပန်လိုဂျာဝင်တဲ့အကွက်ကပွဲသိမ်းအကွက်ပုံစံမျိုးတွေဆက်ဆောင်လို့လှုပ်လာတာအကဲဂျောရှုအာဘန်ကအဲ့နရင်ကိုကန်တဲ့ညိုတကြီးအကွက်ကမိသွားဂျောရှုအာဘန်စောစီပွဲပြတ်တယ်အဲ့ချိန်ကျမင်းတို့ဘာပြောမှာအဲ့ချိန်ကျလို့ရှိရင်ဂျောရှုအာဘန်ကအတုံးမချဘူးလို့စောစီပွဲပြတ်တယ်လို့အရင်ကတော့အောင်လာအဆန်းရှုံးတယ်လို့မျိုးပေါ့ကွာအောင်လာအဆန်းရှုံးတော့လည်းမင်းတို့ဗလိန်းကြသေးရဲ့လေဟုတ်တယ်မလားစောစီပွဲပြတ်သွားတယ်မင်းတို့ပြောတယ်မလားအဲ့လိုပဲဂျောရှုအာဘန်အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်မင်းတို့ဗလိန်းကြအောင်မှာဂျောရှုအာအဲ့အကွက်လေအဲ့ကွက်ဂျောရှုအာဘန်ညံလို့နော်မညံရင်ပဲထားမိချပြတယ်အကောင်ဂျောရှုအာဘန်အဲ့လိုလုတ်လိုက်လို့အဲ့လိုတော့မလို့ဂျောရှုအာဘန်ကစောစီပွဲပြတ်သွားကြည့်မင်းတို့ဗလိန်းကြမှာဂျောရှုအာဘန်ကိုအခုဂျောရှုအာဘန်နိုင်သွားတာဟိုကောင်ကလေအပွဲသိမ်းပုံစံမျိုးပွဲစားရတဲ့ကောင်တွေ့တာဂျောရှုအာဘန်ကလည်းဒီကောင်ပါနေတဲ့ပုံစံမျိုးတွေ့ဒါမှမနိုင်သွားတာဆိုတော့ငါတို့မြန်မာလူမျိုးကပျော်တယ်ဆိုတာကတစ်ဖက်သူကိုမတနာလို့မဟုတ်တစ်ဖက်သူကိုတနာတာတက္ကနာဒါပေမဲ့လုံးလုံးလက်ငါတို့မြန်မာလူမျိုးနိုင်သွားတဲ့ဆိုငါတို့ပျော်တာဆိုတော့မင်းတို့မဗလိန်းနဲ့မင်းတို့ဘဒူနိုင်ငါတို့မြန်မာလူမျိုးကလေကိုလူမျိုးရှုံးလို့ရှိရင်လည်းဝမ်းနေတယ်ငါကိုလူမျိုးနိုင်ဝမ်းတာဒါပေမဲ့သူများခံရတဲ့ခါမှာလေငါတို့မြန်မာစိတ်တက်လေးတာမုံမြတ်တယ်ကွာအဲ့တော့နားလေသဘောပေါက်တာငါတော့ပျော်တယ်ကွာဂျောရှုအာဘန်တာပျော်တယ်ဒါပဲ ဟုတ်ကဲ့ဒီအကိုလေးစားပါတယ်နော်သူပြောတာတွေအကုန်လုံးအမှားတွေကြီးပဲနော်ဘိုးဆိုပစ္စထောက်ခံပါတယ်ကွာလေးပြူပါတယ်